အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MSD channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တကယ်ချင်းတွေကိုပြောပြပေးသွားခြင်းတဲ့အကြောင်းလေးကတော့ကျွန်တော်တို့ဒီ Mobile Legends account တွေမှာကျွန်တော်တို့ server ဆက်ဆေးတဲ့နည်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်တယ်ဒါဆိုတော့ကျွန်တော်တို့ဒီ server ဆိုတာကတော့ဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ region account ကျွန်တော်တို့ဒီ Mobile Legends account ရဲ့ region ကိုဆက်ဆေးတဲ့နည်းလေးပေါ့ဗျာအဲ့ဒါတွေကဆိုတော့ကျွန်တော်တို့ဘာလဲဆိုရင်တချို့ account တွေက ban server တွေဖြစ်နေတတ်တယ် ban server ဆိုတာကတော့ဘာလဲဆိုရင်ကျွန်တော်တို့စင်ကာပူမလေးရှားဖိလစ်ပိုင်ဆိုအဲ့ဒီ region အကောင့်တွေဖြစ်နေတတ်တယ်အဲ့ဒီ region အကောင့်တွေဆိုရင်တော့ ban server တွေဖြစ်တယ်ဆိုတော့အဲ့ဒါတွေဆိုရင်ကျွန်တော် diamond ကဒီ ban server ဈေးနဲ့ပဲရတယ်ဆိုတော့အဲ့လိုမျိုးတွေရှိတတ်တယ်အားကြောင့်မလို့ကျွန်တော်ကဒီဗီဒီယိုလေးမှာကျွန်တော်တို့အကောင့်ရဲ့ server ကိုစစ်ဆေးနည်းလေးကိုပြောပြပြတော့မှာဖြစ်တယ်ကဲဆိုတော့ကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ရအောင်ပထမဆုံးကျွန်တော်တို့အကောင့်ကျွန်တော်တို့ server စစ်ဆေးဖို့အတွက်ဒီ Chrome browser တစ်ခုခုတည်းဝင်လိုက်မယ်ကျွန်တော်တို့ဒီမှာ Chrome browser ထဲဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ MLBB CHECK ရဲ့ checker ID ဆိုပြီးတော့ရိုက်ရှာလိုက်မယ်โอเคကျွန်တော်တို့ရိုက်ရှာလိုက်မယ်ဒီလိုရိုက်ရှာလိုက်ရင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာတွေ့လိမ့်မယ်ဒီကျွန်တော်တို့ Pixel Shop ဆိုတာလေးတွေ့လိမ့်မယ်ဒီຢာလေးကိုကျွန်တော်တို့ detail လေးကိုတစ်ချက်ဝင်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီပေါ်ဆုံးက detail လေးကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်โอเคကျွန်တော်တို့ဒီနေရာလေးရောက်သွားလိုက်မယ်ဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့ဆက်လို့ရပြီဆိုတော့ဒီမှာကျွန်တော်တို့အကွက်နှစ်ကွက်ရှိရဲ့ပေါ်မှာကျွန်တော် user ID ထည့်ရမယ်အောက်မှာကျွန်တော်တို့ဒီ server ID ထည့်ရမယ်ထည့်ပြီးတော့ကျွန်တော်တို့အကောင့်က bell region အကောင့်ဖြစ်နေလဲဆိုတာကိုဒီမှာဆက်လို့ရတယ်ကဲဆိုတော့ဒီမှာကျွန်တော်အကောင့်လေးကိုဆက်ပြမယ်ဒီမှာကျွန်တော်တို့စုံ ID ထည့်မယ်ထည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီ check account ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာဒီ check account ဆိုတာလေးဒီမှာဒါလေးကိုတစ်ချက်နှိပ်ရမယ်ကဲဆိုတော့ဒီမှာကျွန်တော်နှိပ်လိုက်ပြီโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ပေါ်လာပြီဒီမှာကျွန်တော်တို့ account form ဆိုပြီးတော့အောက်မှာလေဒီမှာကျွန်တော်တို့ account ချက်လက်တွေအကုန်ဒီမှာကျွန်တော်တို့ပေါ်လာပြီကဲဆိုတော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်အပေါ်ဆုံးမှာ net name ကတော့ကျွန်တော်တို့ရဲ့ account ရဲ့နာမည်ကျွန်တော်တို့ပေါ်တယ်ပြီးတော့ region ID ဆိုတဲ့နေရာမှာကျွန်တော်မြန်မာပေါ်တယ်ဒါဆိုရင်တော့ကျွန်တော် account ကဒီမြန်မာ server account ဖြစ်တယ်မြန်မာ region ပေါ့ဗျာဒါဆိုတော့ဒီမှာ let's log in from ဆိုတာကျွန်တော်တို့ account ကိုlog in ဝင်တဲ့နိုင်ငံနောက်ဆုံး log in ဝင်တဲ့နိုင်ငံကိုကျွန်တော်ပြပေးရဖြစ်တယ်ဒါကလည်းမြန်မာကဲဆိုတော့ဒီလောက်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ရဲ့ account ရဲ့ဒီ ID server ကိုတည်သွားပြီဒီနေရာမှာကျွန်တော်တို့မြန်မာမဟုတ်ဘဲနဲ့တခြားစင်ကာပူတို့ကျွန်တော်တို့မလေးရှားတို့ပြီးတော့ဖိလစ်ပိုင်တို့ဆိုရင်တော့ဒီ ID တွေအဲ့ဒီ server တွေအဲ့ဒီ region တွေကတော့ကျွန်တော်တို့ ban server ဆိုပြီးတော့ဒီတက်မှတ်လို့ရတယ်ပေါ့ဗျာကဲဆိုတော့ဒီလောက်ဆိုရင်ဒီငွေချင်းတို့အားလုံးပဲကျွန်တော်ကိုယ့်ရဲ့ account ကိုဒီ server set နည်းလေးကိုနားလည်လောက်ကြပြီထင်တယ်ကဲဆိုတော့ဒီနည်းလမ်းလေးတိုင်းပဲအားလုံးပဲဆက်လို့ရတယ်ဒီလိုမျိုးမရှာချင်ဘူးဆိုရင်လည်းကျွန်တော်ဒီ video လေးရဲ့ description မှာကျွန်တော် link လေးပေးထားလိုက်မယ်အဲ့ link တွေကနေတွားပြီးတော့လည်းပဲ direct ကျွန်တော်တို့ကိုယ့်ရဲ့ account server ကိုဆက်ကြည့်လို့ရတယ်ကဲဆိုတော့ကျွန်တော် video လေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ကြောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်အားလုံးပဲအဆင်ပြေကြပါစေ